ကျွန်တော်တို့မနှက်မိုးလင်းကနေညမိုးချုပ်အထိရုန်းကန်လှုပ်ရှားနေကြတာအလုတ်တွေပင်ပန်းခံလှုပ်နေကြတာဘာအတွက်လဲလူတိုင်းကတော့တခွန်းတည်းဖြေကြပါလိမ့်မယ်ပိတ်စာအတွက်ပေါ့ပတ်စံရှိရင်အစားတောက်ဝယ်လို့ရတယ်အဝတ်အထည်ဝယ်လို့ရတယ်အိမ်နဲ့ကားဝယ်လို့ရတယ်ဒါပေမဲ့ခဏလောက်ရပ်ပြီးစဉ်းစားကြည့်ဖို့လားကျွန်တော်တို့လက်ထဲကစက်ကူအပိုင်းအစတစ်ခုဒါမှမဟုတ်ဖုန်းမျက်နှာပြင်ပေါ်က digital ကဏ္ဍအချို့ကဘာကြောင့်ကဘာကြီးကိုမောင်းနေနိုင်လောက်အောင်တန်ဖိုးရှိနေရတာလဲအဲ့ဒီစက်ကူဖြတ်ပိုင်းလေးတွေကိုလူတွေကဘာကြောင့်ဒီလောက်အသက်လူပြီးရှာဖွေနေကြတာလဲလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူသားတွေမှာပိတ်ဆံဆိုတာလုံးဝမရှိခဲ့ပါဘူးအဲ့ဒီခေတ်ကလူတွေဘယ်လိုအသက်ရှင်ခဲ့ကြလဲကဘာပထမဆုံးပိတ်ဆံကဘာလဲစားခဲခရုခုံရွှေတုံးတွေကနေတမိုင်းတစ်လျှောက်ကြုံခဲ့ရတဲ့ငွေဖောင်းပွားမှုကဘာပြက်ကတ်တွေအထိပြီးတော့ဒီနေ့ခေတ်ခလုတ်တစ်ချက်နှိမ့်ယုံနဲ့ငွေလွှဲနိုင်တဲ့ခေတ်အထိပိုက်ဆံရဲ့မယုံနိုင်စရာတမိုင်းကြောင်းကိုဒီနေ့ဗီဒီယိုထဲမှာအသေးစိတ်တင်ဆက်ပေးသွားမှာမို့လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်တမိုင်းဦးခေတ်ကလူသားတွေဟာအုပ်စုငယ်လေးတွေနဲ့နေထိုင်ပြီးမိမိတို့အမဲလိုက်လို့ရတဲ့အရာစိုက်ပျိုးလို့ရတဲ့အရာတွေကိုပဲစားတောက်ခဲ့ကြပါတယ်အဲ့ဒီတော့ကဘသူကမှတနည်းလောက်ခဘလောက်ဆိုတာမျိုးမရှိခဲ့ပါဘူးဒါပေမဲ့လူဦးရေများလာပြီးရွာတွေမြို့တွေဖြစ်လာတဲ့အခါမှာတော့မိမိမှာမရှိတဲ့ပစ္စည်းကိုသူတစ်ပါးစီကနေရယူဖို့လိုအပ်လာပါတော့တယ်အဲ့ဒီမှာကမ္ဘာပထမဆုံးအယောင်းဝယ်စနစ်ဖြစ်တဲ့ဘာသာစနစ်သို့မဟုတ်ကုန်ပစ္စည်းချင်းတက်ရိုက်လေးလေတဲ့စနစ်ပေါ်ပေါက်လာပါတယ်ဥပမာတင်းမှာစံရှိပြီးတင်းအိမ်နီးနားချင်းမှာစိတ်ရှိရင်တင်းစံနဲ့သူ့စိတ်ကိုညှိနှိုင်းပြီးလဲလေကြတာပါဒါပေမဲ့ဒီစနစ်ကအပြောလွယ်သလောက်အလုပ်လုပ်ရတာတကယ်ပဲခေါင်းကိုက်စရာကောင်းပါတယ်ဒီစနစ်မှာကြီးမားတဲ့ပြဿနာကြီး၃ခုရှိပါတယ်ပထမပြဿနာကလိုအပ်ချက်ချင်းတိုက်ဆိုင်မှုမရှိခြင်းပါတင်းမှာဆန်ရှိလို့စိတ်နဲ့သွားလဲခြင်းပဲမဲ့စိတ်ပိုင်ရှင်ကဆန်မလိုခြင်းပဲငါးပဲလိုခြင်းနေရင်တင်းတို့ချားမှာအယောင်းအဝယ်လုံးဝဖြစ်မှာမဟုတ်ပါဘူးတင်းဟာငါးရှာနိုင်တဲ့တတိယလူကိုထပ်ရှာရပါမယ်ဒုတိယပြဿနာကတော့တန်ဖိုးကိုညီတူညီမျှခွဲချမ်းရခဲ့ခြင်းပါတင်းမှာစိတ်တကောင်ရှိပြီးတင်းကစံတအိတ်ပဲလိုချင်တယ်ဆိုရင်စိတ်ကိုတဝက်ဖြတ်ပေးဖို့မဖြစ်နိုင်ပါဘူးစိတ်ကိုဖြတ်လိုက်ရင်စိတ်ကတေသွားမှာမို့လို့တန်ဖိုးမရှိတော့ပါဘူးတတိယပြဿနာကတော့တန်ဖိုးကိုရေရှည်စုဆောင်းလို့မရခြင်းပါတင်းမှာငါးတွေတစ်သီးတွေအများကြီးပိုနေလို့ဒါတွေကိုချမ်းသာကြွယ်ဝမှုအဖြစ်တင်ထားခြင်းလေရက်ပိုင်းအတွင်းပုတ်တိုးကုန်မှာမို့လို့ရေရှည်စုဆောင်းထားဖို့လုံးဝမဖြစ်နိုင်ပါဘူးဒီပြဿနာတွေကိုဖြေရှင်းဖို့လူသားတွေဟာညံသုံးလာကြပါတယ်လူတိုင်းလည်းအလိုရှိမယ်အလွယ်တကူလည်းမပုတ်တိုးနိုင်တဲ့ကြားခံပစ္စည်းတစ်ခုခုကိုပတ်စံအဖြစ်သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ကမ္ဘာဒေသအသီးသီးမှာသတ်မှတ်ပုံချင်းမတူကြပါဘူးအာဖရိကအာရှနဲ့ပစိဖိတ်ကျွန်းစုတွေမှာခရုခွန်လေးတွေကိုရာစုနှစ်ပေါင်းများစွာအထိငွေကြီးအဖြစ်သုံးခဲ့ကြပါတယ်ခရုခွန်ဟာတရားလွယ်တယ်လှပတယ်ပြီးတော့ပင်လေတွေကပဲရတာမို့လို့တော်တွေကလူတွေအတူလုပ်ဖို့လုံးဝမလွယ်ပါဘူးဥရောပနဲ့ရောမအင်ပါယာမှာတော့စားခဲတွေကိုပတ်စံအဖြစ်သုံးခဲ့ပါတယ်စားဟာအသားတွေကိုတာရှည်ခံအောင်လုပ်နိုင်လို့အဲ့ဒီခေတ်ကအသက်သခင်လို့တန်ဖိုးရှိပြီးရောမစစ်သားတွေကိုလာစာအဖြစ်စားခဲတွေနဲ့ပြီးခဲ့ကြပါတယ်ဒါကြောင့်အင်္ဂလိပ်စလုံး salary ဆိုတဲ့စကားလုံးဟာရောမဘာသာစကားစားကနေဆင်းသက်လာတာဖြစ်ပါတယ်ဒါတွေမကပါဘူးဖီဂျီကျွန်းစုတွေမှာဆိုရင်ဝေလငါးရဲ့တွားတွေကိုပတ်စံအဖြစ်သုံးခဲ့ပြီးမြောက်အမေရိကမှာတော့ဖားသားရည်အချို့ဒေသတွေမှာကိုစီတွေနဲ့လက်ဖက်ချောက်တုံးတွေကိုပါပတ်စံအဖြစ်သုံးခဲ့ကြပါတယ်ဒါပေမဲ့ဒါတွေဟာလည်းအဝေးကြီးတည်သွားဖို့လေးလံတာဒါမှမဟုတ်ရေဆိုရင်ပျက်စီးကုန်တာကြောင့်လူသားတွေဟာပိုပြီးစိတ်ချရတဲ့အရာကိုထပ်ရှာဖွေခဲ့ကြပါတယ်အဲ့ဒါကတော့ကဘာကြီးကိုပြောင်းလဲဖြစ်မယ်တတ်တုတွေပဲဖြစ်ပါတယ်လူသားတွေဟာရွှေနဲ့ငွေကိုတွေ့ရှိသွားတဲ့အခါကဘာငွေကြီးစနစ်ဟာလုံးဝပြောင်းလဲသွားပါတယ်ရွှေနဲ့ငွေဟာလှပတယ်ကဘာပေါ်မှာအကန့်အသတ်ပဲရှိလို့ရှားပါတယ်ဘယ်တော့မှပုတ်တိုးမသွားဘူးပြီးတော့အရေးကြူပြီးပုံသွင်းရအလွန်လွယ်ကူပါတယ်ပထမတော့ကုန်သည်တွေဟာရွှေတုံးတွေကိုဖြတ်တောက်ပြီးအလီးကျင်ချိန်တွယ်ပြီးရောင်းဝယ်ကြပါတယ်ဒါပေမဲ့အယောင်းဝယ်လုပ်တိုင်းအလီးကျင်ချိန်နေရတာအချိန်ကုန်သလိုရွှေတဲကိုတခြားသတ္တုညံ့တွေရောထားသလားဆိုတာအ
စစ်ခွဲရတာလည်းခက်ခဲပါတယ်ဒါကိုပိုပြီးစနစ်ကျသွားအောင်ကမ္ဘာပထမဆုံးဒင်္ဂါပြားကိုတရားဝင်ထုတ်လုပ်ပေးခဲ့တာကတော့လွန်ခဲ့တဲ့ BC 600 ဝန်းကျင်ကအာရှမိုင်းနာအခုတူရကီနိုင်ငံမှာရှိတဲ့လိုက်ဒီယာတိုင်းပြည်ရဲ့ဘုရင်ခရိုဆတ်ပဲဖြစ်ပါတယ်သူတို့ဟာရွှေနဲ့ငွေရောစပ်ထားတဲ့တပ်တူပြားပေါ်မှာတိုင်းပြည်ရဲ့ချင်းသေးတစိမ့်ခံနေပြီးတန်ဖိုးသတ်မှတ်ပေးခဲ့ပါတယ်တစိမ့်ပါရင်အလေးချိန်ချိန်စရာမလိုပဲအစိုးရကတန်ဖိုးအာမခံတာကြောင့်ကဘာတဝမ်းမှာဒင်းကားပြားသုံးတဲ့စနစ်အလင်းအမြန်ခေတ်စားလာပါတော့တယ်ကျွန်တော်တို့မြန်မာသမိုင်းမှာလည်းကုန်းပေါင်ခေတ်မင်းတို့မင်းတရားကြီးလက်ထက်မှာမန္တလေးရတနာပုံနေပြီးတော့မှဒင်းကားဆက်ယုံတည်ထောင်ပြီးဒေါင်းတစိမ့်ပါတဲ့ဒင်းကားပြားတွေကိုပထမဆုံးစနစ်တကျသုံးလုပ်သုံးဆွဲခဲ့ကြတဲ့သမိုင်းကြောင်းရှိခဲ့ပါတယ်ဒင်းကားပြားတွေဟာကောင်းပေမဲ့ကုန်သည်ကြီးတွေယာနဲ့ချီတဲ့မိုင်ဝေးတဲ့ခရီးကိုကုန်သွယ်ဖို့သွားတဲ့အခါဒင်းကားအိတ်ကြီးတွေကအလွန်လေးလံပြီးတမျက်တိုက်ခံရဖို့အလွန်လွယ်ကူပါတယ်ဒီပြဿနာကိုကဘာပေါ်မှာပထမဆုံးဖြေရှင်းခဲ့တာကတော့ခရစ်နှစ်900စုတန်မင်းဆက်ခေတ်ကတရုတ်နိုင်ငံပဲဖြစ်ပါတယ်တရုတ်ကုန်သည်တွေဟာသူတို့ရဲ့လေးလံတဲ့ရွှေငွေဒင်းကားပြားတွေကိုယုံကြည်ရတဲ့ပဒိန်ဆိုင်တွေသို့မဟုတ်အစိုးရစီမှာသွားအနှံပြီးဒီလူစီမှာရွှေဘလောက်ရှိတယ်ဆိုတဲ့သက်သေခံအနှံလွှာစက္ကူဖြတ်ပိုင်းကိုယူဆောင်သွားကြပါတယ်အဝေးတနေရာရောက်လို့ပစ္စည်းဝယ်တဲ့အခါရွှေထုတ်မပြတော့ပဲအဲ့ဒီစက္ကူဖြတ်ပိုင်းလေးကိုပြလိုက်တာနဲ့ပစ္စည်းရောင်းသူကလည်းယုံကြည်စိတ်ချစွာနဲ့ပစ္စည်းကိုထုတ်ပေးလိုက်ပါတယ်ဒီစနစ်ဟာယနေ့ခေတ်ဗန်စနစ်ရဲ့အစပဲဖြစ်ပါတယ်ဒါပေမဲ့စက္ကူပိတ်ဆံပေါ်လာတဲ့အခါမှာတော့နောက်ထပ်ပြဿနာတစ်ခုထပ်ပေါ်လာပါတယ်အဲ့ဒါကတော့ပိတ်ဆံအတုတိုက်ဖြည့်ရေးပါပဲတရုတ်အီဂရစ်မင်းဆက်တွေဟာပိတ်ဆံအတုလုပ်တဲ့သူတွေကိုခေါင်းဖြတ်တတ်မယ်ဆိုတဲ့ဥပဒေတွေကိုငွေစက္ကူပေါ်မှာတရားဝင်ရိုက်နှိပ်ပြီးအပြင်းအထန်နှိမ်နင်းခဲ့ကြရပါတယ်နောက်ပိုင်းဥရောပတိုက်သားတွေကကုန်သည်မာကိုပိုလိုရဲ့မှတ်တမ်းကနေတဆင့်ဒီစက္ကူပိတ်ဆံအကြောင်းကိုသိရှိသွားပြီးတကဘာလုံးအတုယူသုံးဆွဲလာကြပါတော့တယ်စက္ကူပိတ်ဆံရဲ့အားနည်းချက်ကအစိုးရတွေကစက်ထဲမှာစိတ်ကြိုက်ရိုက်ထုတ်လို့ရနေတာပါပဲတမိုင်းမှာပိတ်ဆံတွေကိုစီကံမရှိအလွန်အကျွံရိုက်ထုတ်မိလို့တန်ဖိုးမရှိတော့ပဲစက္ကူစုပ်ဖြစ်သွားခဲ့ရတဲ့ငွေဖောင်းပွားမှုကဘာပြက်ကတ်တွေကြုံခဲ့ပူပါတယ်အစိုးဆုံးတာတကားတစ်ခုကတော့ပထမကဘာစစ်အပြီး1923ခုနှစ်ကဂျာမနီနိုင်ငံမှာပဲအဲ့ဒီတုန်းကငွေတန်ဖိုးဘလောက်အထိကျသွားလဲဆိုရင်ပေါင်မုတ်တစ်လုံးဝယ်ဖို့ပိတ်ဆံတွေကိုလက်တွန်းလဲနဲ့တိုက်ပြီးတည်သွားခဲ့ရပါတယ်ကလေးတွေကပိတ်ဆံထုတ်တွေကိုအယုတ်လိုမျိုးအိမ်ဆောက်တန်းကစားခဲ့ကြပြီအိမ်နွေးအောင်မီးမွေးတဲ့အခါထင်းထက်ပိတ်ဆံကပူပေါ်လို့ပိတ်ဆံတွေကိုမီးရှို့ခဲ့ကြရပါတယ်ဒီလိုပြဿနာတွေကြောင့်ပဲကဘာကြီးဟာဘန်မာသွားပြရင်ရွှေနဲ့လဲလို့ရတဲ့ရွှေစံနှုန်း gold standard ကိုရာစုနှစ်တစ်ခုကြာသုံးခဲ့ပါတယ်ဒါပေမဲ့1981ခုနှစ်မှာတော့အမေရိကန်သမ္မတနစ်ဆင်ကရွှေနဲ့ချိတ်ဆက်မှုကိုလုံးဝဖြတ်တောက်လိုက်ပြီး fiat money လို့ခေါ်တဲ့အစိုးရရဲ့အမိန့်အာဏာနဲ့ဥပဒေရပဲတန်ဖိုးရှိတဲ့ယနေ့ခေတ်စက္ကူငွေစနစ်ကိုကမ္ဘာတစ်ဝန်းလုံးပြောင်းလဲသုံးစွဲပါတော့တယ်ယနေ့ခေတ်မှာတော့ပတ်စံဟာစက္ကူပုံစံကနေမျက်စိနဲ့မမြင်ရတဲ့စွမ်းအင်ပုံစံကိုပြောင်းလဲသွားပါပြီ credit card တွေပေါ်ပေါက်လာပြီးစက္ကူပတ်စံအထုတ်လိုက်ကင်စရာမလိုပဲကပ်ပြားတစ်ခုလေးနဲ့အဝယ်ရောင်းလုပ်နိုင်လာပါတယ်ယနေ့ခေတ်မှာဆိုရင်တော့ဖုန်းထဲက mobile banking application တွေကျူလာကုတ်တွေနဲ့တစ်စက္ကန့်အတွင်းငွေလွှဲပြောင်းနိုင်တဲ့ cashless လူအဖွဲ့အစည်းကိုရောက်ရှိလာခဲ့ပါပြီဒါတင်မကပဲ Bitcoin လိုမျိုး cryptocurrency တွေအထိပါပတ်စံဟာအံ့ဩစရာကောင်းလောက်အောင်စင့်ကြေးပြောင်းလဲလာခဲ့ပါတယ်တကယ်တော့ပိုက်ဆံဆိုတာလူသားတွေအချင်းချင်းကြားမှာရှိတဲ့ယုံကြည်မှု trust ကိုစက္ကူတို့မဟုတ်ကဏ္ဍအဖြစ်ပြောင်းလဲထားတာပဲဖြစ်ပါတယ်အစိုးရကိုယုံကြည်လို့စနစ်ကိုယုံကြည်လို့သာဒီပိုက်ဆံတွေကတန်ဖိုးရှိနေတာပါတင်းရဲ့အတွေးမြင်တွေကို comment မှာရေးပေးခဲ့ပါဦးဗီဒီယိုကိုကြိုက်နှစ်သက်ရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်